ဓမ္မမိတ်ဆွေများခင်ဗျာခရစ်တော် online ဒေသနာစီစဉ်ကမင်္ဂလာပါလို့ယေရှုခရစ်တော်နာမတော်မြတ်၌နှုတ်ခွန်းဆက်တာပါရယ်ဒီကနေ့တော့ဖခင်သားမှန်လဲဆိုတာခေါင်းစဉ်နဲ့ဝင်ငှသွားမှာဖြစ်ပါတယ်ယောမခန်း8စာပတ်7ခွန်မှာတာမှန်လဲအမွေခံဖခင်သခင်အမွေခံဖြစ်ကြ၏ခရစ်တော်နဲ့အတူဘုံဝင်စားမိအကြောင်းထိုသခင်နဲ့အတူဆင်းရဲဒုက္ခကိုခံရလင်ထိုသခင်နဲ့ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏လို့တွေ့ရတယ်ကျွန်တော်တို့ဖခင်သားသမီးတွေအတွက်ယခုဘဝမှာခံရမယ်ဖျားသခင်နိုင်ငံတော်အမွေနဲ့နောင်ဘဝမှာခံရမယ်နိုင်ငံတော်အမွေဆိုပြီးတော့မှနှစ်မျိုးတွေ့ရတယ်။ကာလတိခန်းကစာပိုက်21နဲ့ယာကုပ်ခန်းနဲ့စာပိုက်9ကိုကြည့်ပါ။ယခုဘဝမှာခံရမယ်နော်ခံရဖို့အတွက်ဖျားသခင်ပြင်ဆင်ပေးထားတဲ့ဖျားသခင်နိုင်ငံတော်အမွေကိုဖျားသခင်အလိုတော်နဲ့အညီဇာတိပဂရိကိုမကျင့်ဘဲနဲ့ဝိညာဉ်ပဂရိတိုင်းကောင်းသောအကျင့်တို့ကိုကျင့်ခြင်းအပြင်ဆင်းရဲခံရတဲ့ကြားတဲ့ဖျားသားသမီးများတာလည်းခံစားခွင့်ရရှိကြမှာဖြစ်ပြီးသူတို့ဟာကောင်းကင်ဘုံမှာလည်းကြီးတော်သူအဖြစ်ချီးမြှောက်ခြင်းခံရကြမှာဖြစ်ပါတယ်။ဒါပေမဲ့ဖျားသားသမီးဖြစ်ရတာနဲ့ဒီလောကကြီးမှာနေစဉ်ကာလအတွင်းဖျားစကားကိုနားမထောင်ပဲနဲ့ကိုယ်တဘောဆန္ဒလျောက်နေထိုင်အသက်ရှင်နေဆိုရင်တော့ဒီလောကမှာလည်းဖျားခင်နိုင်ငံတော်အမွေကိုခံရမှာမဟုတ်တဲ့ပြင်ကောင်းကင်ဘုံရောက်ရင်လည်းငယ်တော်သူဖြစ်မှာဖြစ်ပါတယ်။ကာလတိခန်းကစာပတ်73မှ21နဲ့မဿဲခန်းကစာပတ်19မှ20ကိုကြည့်ပါ။ဒီလောကမှာခံရမယ်ဖျားသခင်နိုင်ငံတော်အမွေဆိုတာပါလေအနည်းငယ်ရှင်းပြရမယ်ဆိုရင်တော့ဖျားသခင်နိုင်ငံတော်ဆိုတာယုံကြည်သူတူဦးချင်းကိုဆိုလိုခြင်းဖြစ်ပြီးတော့မှနိုင်ငံတော်ကိုအုပ်စိုးတဲ့သူကတော့တန်ရှင်သောဝိညာဉ်တော်ဖြစ်ပါတယ်။မဿဲခန်း7စာပတ်28နဲ့တေကောခန်း6စာပတ်19မှ20ကိုကြည့်ပါ။နိုင်ငံတော်အမွေဆိုတာကတော့တန်ရှင်သောဝိညာဉ်တော်ရဲ့အိုးဆောင်အုပ်ချုပ်မှုကိုယုံကြည်သူကနာခံလက်လျှောက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့အကျိုးကျေးဇူးကိုဆိုလိုတာဖြစ်ပါတယ်။ဝိညာဉ်အသိလို့လည်းခေါ်ကြပါတယ်။ဒါကတော့ချစ်ချင်းဝမ်းမြောက်ခြင်းညီသက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနှုတ်ညတ်သိမ်မှုခြင်းကာမဂုဏ်ချုပ်တီးခြင်းတို့ပဲဖြစ်ပါတယ်။တေချာစဉ်းစားကြည့်ပါ။သင်စီမှာအထက်ကပြောတဲ့ဘုရားသခင်နိုင်ငံတော်အမွေဒါရှိခဲ့မယ်ဆိုရင်သင်ဟာဒီလောကကြီးမှာစုံလင်တဲ့သူဖြစ်လာမှာတေချာတယ်။ဒီလောကမှာပင်လဲကောင်းကင်ဘုံအရာတာကိုကြိုတင်ခံစားခွင့်ရရှိတော်သူဖြစ်လာမှာတေချာပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေဒီနေ့ဒီနှုတ်ကပတရားတော်အဖင်ဘုရားသခင်ကမင်းဟာငါသားငါသမီးဖြစ်တယ်ဆိုရင်တော့ငါရဲ့နိုင်ငံတော်အမွေကိုခံယူပါလို့သင်ကိုပြောနေဆိုတာနားလည်ပါနိုင်ငံတော်အမွေကိုခံရဖို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အုပ်စိုးမှုကိုအပြည့်အဝနာခံလက်လျှောက်ဖို့အတွက်ဆုံးဖြတ်ချက်ချပါလက်တွေ့လို့ဆောင်ပါလို့ကျွန်တော်ခွန်အားပေးတိုက်တွန်းရပါတယ်ဆက်လက်ပြီးနောင်ဘဝမှာခံရမယ်ဘုရားသခင်နိုင်ငံတော်အမွေအကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်ဒီမှာနှစ်ပိုင်းရှိပါတယ်တစ်အနှစ်တစ်ထောင်ကာလနှစ်ယေရုရှလင်မြို့တစ်ဖြစ်ပါတယ်လောကခန်း19စာပတ်7မှ10ခွန်ဗျာဒိတ်ကျမ်းခန်း20စာပတ်6အခန်း21စာပတ်1မှခွန်ကိုကြည့်ပါအခြေပြုကျမ်းမှာတွေ့ရတဲ့ဒီဘဝမှာခရစ်တော်နဲ့အတူဆင်းရဲဒုက္ခခံနေဆိုတာအထက်မှာဖော်ပြပြီးဖြစ်တဲ့အတိုင်းပဲဝိညာဉ်ပဂရိတိုင်းအသက်ရှင်ခြင်းကိုဆိုလိုခြင်းဖြစ်တယ်လို့မိမိရဲ့ဩဇာအာဏာမိမိရဲ့ဂုဏ်အရှိန်ဝါမိမိရဲ့ပညာမိမိရဲ့ငွေကြီးဥစ္စာမိမိရဲ့အသက်တာကိုဘုရားသခင်အတွက်ပူဇော်ဆက်ကပ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာတချို့ရှင်းပြမယ်ဆိုရင်တော့မိမိရဲ့ဂုဏ်အရှိန်ဝါနဲ့ပူဇော်ဆက်ကပ်တယ်ဆိုတာကတော့ဧဝံဂေလိတရားပွဲတွေမှာလူများများလာအောင်လို့အဆိုတော်တွေလာရောက်ပူပေါင်းပါဝင်ခြင်းနဲ့မိမိရဲ့ငွေကြီးဥစ္စာကိုပူဇော်ဆက်ကပ်ခြင်းဆိုတာကကြတော့ဧဝံဂေလိလုပ်ငန်းအတွက်မိမိရဲ့ငွေကြေးဥစ္စာများကိုပေးလိုခြင်းကိုဆိုလိုတာဖြစ်ပါတယ်။အတ္တတာအပြင်ပူဇော်ဆက်ကပ်ခြင်းဆိုတာအမှုတော်ဆောင်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။အဆိုတော်ကသူအနားယူရမယ့်အချိန်မှာဒါမှမဟုတ်တခါတလေမှာအခကြေးငွေနဲ့ဖြောဖြေဖို့အတွက်သူများကလာရောက်ခေါ်တာကိုညှင်းပယ်ပြီးတော့မှအမှုတော်အတွက်ဆက်ကပ်တဲ့အခါမှာပင်မမယ်ဝင်ငွေရော့မယ်ငွေကြေးဥစ္စာနဲ့ပူဇော်တဲ့သူကလည်းသူအသုံးပြုရမယ့်ငွေကြေးဥစ္စာကိုပေးလိုတာဖြစ်လို့သူ့ရဲ့ပိုင်ဆိုင်မှုလျော့နေသွားမယ်အမှုတော်ဆောင်ကလည်းသူ့ရဲ့အစွမ်းတတ္တိတွေကိုဘုရားသခင်နိုင်ငံအတွက်အသုံးပြုတယ်မိဘညီကိုမောင်နှမတွေချစ်သူတ
သားများတွေကိုတခါလေမှစွန့်ပေးရတယ်ဒါတွေအားလုံးကိုခရစ်တော်နဲ့အတူဆင်းရဲခံတယ်လို့ခေါ်တာဖြစ်ပါတယ်ပြောချင်တာကတော့ဘုရားသခင်ပေးထားတဲ့ဆုကျေးဇူးကိုတော်၎င်းဘုရားပေးထားတဲ့ကောင်းချီးမင်္ဂလာတချို့ကိုတော်၎င်းဘုရားသခင်နိုင်ငံတော်အတွက်ပြန်လည်ဆက်ကပ်ခြင်းကိုခရစ်တော်နဲ့အတူဆင်းရဲခံတယ်လို့ခေါ်တာဖြစ်ပါတယ်အဲ့ဒါလို့ခရစ်တော်နဲ့အတူဆင်းရဲဒုက္ခခံမှသာလေခရစ်တော်နဲ့ဆက်ဆံတဲ့အမွေခံလဲဖြစ်ခွင့်ရရှိတာဖြစ်ပါတယ်ဆိုလိုတာကတော့ဘုရားသားမှန်ရင်တော့ဘုရားနော်ခရစ်တော်နဲ့အတူဆင်းရဲခံရမယ်လို့ပြောနေခြင်းဖြစ်ပါတယ်ဒီလိုဆင်းရဲခံရင်အနှစ်ထောင်ကာလမှာဘုရားသခင်ရဲ့ယေဘရဟိတ်ခရစ်တော်ရဲ့ယေဘရဟိတ်ဖြစ်ပြီးမြို့ရွာတိုင်းနိုင်ငံတွေကိုအုပ်ချုပ်ခွင့်ရရှိမှာဖြစ်တယ်လို့ယေရုရှလင်မြို့သစ်မှာလည်းကြီးသောသူအဖြစ်ဂုဏ်တည်နဲ့ချီးမြှောက်ခြင်းခံရမှာဖြစ်ပါတယ်ဒီနေရာမှာခရစ်တော်ရဲ့အရန်သူစာရမဏေရဲ့လက်သုံးစကားကိုလည်းသတိပြုဖို့ပြောပြချင်ပါတယ်အဲ့ဒါတွေကတော့ထိုအခါစုံစမ်းသွေးဆောင်သောသူသည်ချင်းကပ်၍ကိုရောသည်ဘုရားသခင်တားမှန်လင်ဤကြောက်ခဲတို့ကိုမုတ်ဖြစ်စေခြင်းကအမိန့်ရှိတော်မူပါဟုလျှောက်လေ၏လို့တွေ့ရတယ်မဿဲခန်းလေးစပိုက်သုံးကိုကြည့်ပါနောက်ကျမ်းပိုက်ကတော့ဘုရားသခင်တားတော်မှန်လင်လက်ဝါးကတိုင်မှဆင်းလော့ဟုမိမိတို့ခေါင်းကိုညှိ့၍ကဲ့သောစကားနှင့်ပြောဆိုကြ၏လို့တွေ့ရတယ်မဿဲခန်း20စပိုက်40ကိုကြည့်ပါဒါကြောင့်စာတန်ရဲ့လက်သုံးစကားကတော့ဖျားသားမှန်ရင်ဘာဖြစ်လို့ဆင်းရဲဒုက္ခခံရမှာလဲတကုန်းနမိတ်ခဏနဲ့ချမ်းတောင်လို့ရမှာပေါ့တကုန်းနမိတ်ခဏနဲ့ကိုယ့်ကိုယ်ကဲတင်နေရမှာပေါ့ဆိုတဲ့စကားဖြစ်ကြောင်းတွေ့ရပါတယ်ဓမ္မမိတ်ဆွေသတိပြုပါဖျားသားမှန်ရင်ခရစ်တော်နဲ့အတူဆင်းရဲခံရမယ်လို့တန်ရှင်တော်ဝိညာဉ်တော်ကပြောတာတွေ့ရတယ်တစ်ဖက်မှာလည်းဖျားသားမှန်ရင်ဘာဖြစ်လို့ဆင်းရမှာလဲဆင်းရဲခံရစရာအကြောင်းမရှိဘူးလို့စာရမဏေကပြောတယ်ဆိုတာတွေ့ရပြန်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေဒီကနေ့ဒီနှုတ်ကပတ်တရားတော်ကိုကြားတဲ့အချိန်ကစပြီးသင်ဟာဖျားသားဖျားသမီးဖြစ်တယ်မှန်ရင်ခရစ်တော်နဲ့အတူဆင်းရဲခံဖို့အတွက်ဆုံးဖြတ်ချက်ချပါလက်တွေ့လို့ဆောင်ပါဒါမှဒီလောကမှာလည်းဘုရားသခင်နိုင်ငံတော်အမွေကိုခံစားရတော်သူဖြစ်မယ်။နောင်ဘဝမှာလည်းကောင်းကင်နိုင်ငံမှာကြီးတော်သူအဖြစ်ချီးမြှောက်ခြင်းခံရမယ်။ဘလောက်မင်္ဂလာရှိတဲ့သက်တာလဲစဉ်းစားကြည့်ပါ။ထို့သောပြုထကြပါစေလို့ဆုတောင်းကောင်းချီးပေးနေကုန်းချောပါရယ်။အားလုံးကိုဘုရားသခင်ဆက်လက်ပို့ဆောင်ကောင်းချီးပေးပါစေ။အာမင်။